ဟေ့စုယူကချင်းချင်းသိပ်ရှို့ပါလားအားရကရုတ်တရက်ဆွဆွဲလာတော့စုပါပြန်ပြောရမည်မသိအားရသည်စုခန်းထဲမှာကရင်ပေါ်တွင်ထိုင်ကစုကိုမချေမတက်ကြည့်နေသည်ဘာများလဲအားရရဲ့ဒိုမင်းကိုရှို့ထားတာဘာမှမရှိပါဘူးအားရသည်စုကိုစစ်စစ်ဆက်ဆက်ကြည့်သည်မယုံကြည်သည့်မျက်လုံးများစုရဲ့ကိုကယူကိုခင်ဆုံးပါယူသိပါတယ်ဒါပေမဲ့ကိုတောင်တိုင်ပင်ပေါ်မရတော့ကိုဝမ်းနေတယ်တခုခုတော့ဖြစ်ပြီဟုစုသိလိုက်သည်မြမနယ်စီးဖောက်လေပြီလားဒီမှာအားရတို့မှမင်းကိုတိုင်မရလောက်အောင်ကြီးကျယ်တဲ့ကိစ္စကိုဘာတကူမှမလုပ်ရသေးတာအမှန်ပါအားရကမဲပြုံးလေးပြုံးသည်ကိုဦးဆိုတာဘာတူလဲစုကဘာမှအေးမကြည့်သလိုရေမောသည်တငယ်ချင်းကိုချော့ရန်ပခုံးကိုဖတ်ရသည်အိုးအဲ့ဒါစာရေးဆရာတယောက်လေကွာသူ့ဝတ္ထုတွေကိုကိုသိကြိုက်တာပဲဒါကြောင့်သူ့စီကိုမိတ်ဆက်စာရေးလိုက်တယ်သူကလည်းစပြန်တယ်ပန်ဖရန့်ပေါ့ဒါပါပဲကွာအာရီကစုကိုမြုပ်သိမ်းကဖြစ်မြင်မျက်လုံးများဖြင့်ကြည့်သည်အာရီကစုကိုခင်မင်နာတိထားရတော့စုအားနာမိသည်သို့တော့ဒီကိစ္စမျိုးမှာအာရီကပြည့်ရဲ့ပြုမိကိုတည်တဲ့ဖြစ်ဖုံးကွယ်ထားခြင်းဖြစ်ကြောင်းပြောမပြတော့မင်ကပြောတော့ကိုဦးဟာယူချစ်သူတဲ့အံ့ဩစရာပင်ဖြစ်သည်ဘာရဲ့မင်ကပြောတယ်ဟုတ်လားအာရီကခေါင်းငိတ်ပြတယ်ဘာအကြောင်းနဲ့ပတ်သက်ပြီးပြောတာလဲဒီလိုကွာမင်ကယူကိုကြိုက်နေတယ်ထင်ပါရဲ့ဒါပေမဲ့ယူကလည်းအေးအေးနေတတ်တော့ပြောရမှာခက်နေတယ်တငယ်ချင်းတွေလိုနေကြရာကနေခင်မင်ပြတ်သွားမှလည်းစိုးတယ်နေတူပါတယ်အဲ့ဒီအကြောင်းကိုမြမြနွယ်ကလည်းသိတယ်ကိုမွေးနေ့မှာမင်ကမြမြနွယ်ကိုအရေးမွက်ပြောတယ်တဲ့ကိုတော့ခက်ဆွဆွမှုပြောမပြရဲဘူးတဲ့တနေ့ကျရင်မောင်သူ့ကိုချစ်ကြောင်ဖွင့်ပြောလာလိမ့်မည်ဟုစုထင်ခဲ့သည်မောင်ကဓာတ်ရိုက်ဖွင့်ပြောမလာပဲဒီတို့ဖြစ်ရသည့်အတွက်ကြောင့်စုအံ့ဩမိသည်ဒီတော့မြမြနွယ်ကကိုဦးကြောင့်ဖွင့်ပြောလိုက်ရောဆိုပါတော့ကိုဒီလိုပဲထင်တယ်လေအစကတော့မောင်ကနေမင်းရဲ့ရန်ကိုကြောက်လို့ဖွင့်ပြောမလို့ကြံတာမြမြနွယ်ကစုကနေမင်းလိုလူမျိုးကိုဘယ်နည်းနဲ့မှစိတ်ဝင်စားနိုင်ဘူးသူစိတ်ဝင်စားတာကတယောက်ဆိုတာမျိုးပြောရင်းကနေမောင်ကအတင်းမေးလို့ပြောတာလူငယ်တို့ဘာမဟုတ်တာလေးနေပင်ရှုပ်ထွေးနေသည်သူတို့ဓာတွေကိုဘယ်ချိန်ကမှပြောနေကြတာလဲကွာအိုင်ရင်ကပြုံးသည်ဟေးယူကမသိပဲကိုမြင်းမြနွယ်ကမမောင်ကိုစိတ်ဝင်စားနေတာကွာယူတို့ပြန်သွားတော့သူတို့နှစ်ယောက်စက္ကူပန်းရုံအောင်မှာစကားပြောနေကြတာကိုမြင်တယ်။အော်ဒီလိုလားစုစိတ်ထဲမှာနည်းနည်းတော့မခံချင်ဖြစ်သွားသည်။မောင်စုကိုစိတ်ဝင်စားတာထင်ရှားပင်စုမှာကိုဦးသာမရှိခဲ့ဘူးဆိုရင်မောင်ကိုစဉ်းစားမိမှမလွယ်မြမြနွယ်ကဖြက်လူသွားသည့်အတွက်စိတ်ထဲမှာအောက်တက်ဖြစ်မိသည်။သို့တော်လည်းကိုဦးနှင့်ပတ်သက်၍မြမြနွယ်၏ကျေးဇူးတွေကရှိနေပြန်သည်။ဒါနဲ့နေပါအောင်ကွာယူရိုတွေကလည်းကောင်လေးတွေကိုဘာကြောင့်များဒီလောက်တောင်စိတ်ဝင်စားနေကြတာလဲကိုဖြင့်ဒါမျိုးတွေတစ်ခါမှမတွေးမိပါဘူးဒီနှစ်10တန်းကိုခုံတူးဖက်နှစ်ခုပအောင်လုပ်ရမလဲလို့ပဲစဉ်းစားနေတာအားရပြောပုံကအရှိုက်ကိုထိုးသလိုပင်ရှိတော့သည်သူပြောလဲပြောเสียစုတို့ကိုဒီလိုအချိန်မှရေးစားထားတာဘယ်လူကြီးကမှခွင့်ပြုနိုင်မည်မဟုတ်ပေစုကရှက်ရှက်နေဖြည့်ရှင်းချက်တွေထုတ်နေမိသည်ရေးစားမထားသေးပါဘူးအားရရဲ့တို့ကစာရေးစရာကိုခင်မင်လို့စာရေးတာပဲရှိပါတယ်ဟင်းဒါနဲ့များယူတို့ရုပ်ရှင်လဲတူတူကြည့်ကြသေးတယ်ဆိုမြနယ်လွန်ပြီဟုစုထင်သည်ဘူးတရာအပေါက်ကိုပိတ်နိုင်လူတယောက်ပါစက်ကိုမပိတ်နိုင်ဆိုတဲ့ကဲ့သို့ဖြစ်နေတော့သည်စုတက်ပြင်းချမိသည်နေပါအောင်ကွာမောင်ကတော့မင်းကိုဘာဖြစ်လို့ဒီအကြောင်းတွေဖွင့်ပြောရတာလဲမောင်ကကိုကိုတရက်ပြောပြတာမဟုတ်ပါဘူးမီကီကိုပြောပြလို့မီကီကပြောလို့ကိုသိရတာပါ။အော်စုအကြောင်းကိုတလောကလုံးသိကုန်ပါပေါ့လား။စုစိတ်ညစ်သွားသည်။အာရီကစုကိုကြည့်ပြီးတနာသွားပုံရသည်။ကဲပါကွာတို့တွေဒီအကြောင်းတွေမိလိုက်ရအောင်တက္ကသိုလ်တွေပြန်ဖွင့်ရင်တို့တွေကွဲကုန်ကြတော့မှာ။ဟုတ်ပါတယ်လေကိုလဲသားတွေစိတ်ဝင်စားပါဘူး။သို့တော်စုရင်ထဲမှာကိုဦးကိုတွေးကျင်သည့်စိတ်မြမြနယ်ကိုမကျေနပ်သည့်စိတ်မောင်ကိုခင်မင်တွေ့တာမိသည့်စိတ်တွေကတလှဲ့စီနေရာယူခဲ့ကြလေသည်။တချင်းတန်ဆုံးသွားတော့လက်ခုပ်တန်တဖြောင်းဖြောင်းထွက်ပေါ်လာလေသည်မောင်ချွေးဆို့နေသည်လူကလေးကတချင်းဆိုတာတကယ်ကောင်းတာပဲကွယ်အဆိုတော်လို့ရင်ကောင်းမလေးတွေအသေးဆွဲမှာအာရီမာမီကချီကျူးသည်မောင်ကစုကိုလှမ်းကြည့်သည်စုကလည်းဘာရွယ်ချက်မှမရှိပဲမောင်ကိုလှမ်းကြည့်မိရတာဖြစ်နေသည်နေမင်းတစ်ဖက်သို့မျက်နှာလွှဲနေလေသည်ညီမစရာကောင်းသောຫນွေရက်များကုံဆုံးသွားလေသည်မိုးသက်မုံငွေတို့နှင့်အတူကျောင်းတွေပြန်ဖွင့်မဲ့ရက်ကိုရောက်လာလေသည်စုတို့တငယ်ချင်းအားလုံးစာမေးပွဲအောင်ကြသည်အာရီကအမှတ်ကောင်းကောင်းနှင့်အောင်တော့လဲစုကတော့အောင်သည်ဆိုယုံမျှတာမရှုံးသည်မှာကံကောင်းဟုပင်ဆိုရပေမည်အာရီတယောက်စိတ်လက်ပေါ်ပါသွားအစာကိုကြက်နေခဲ့သည့်အချိန်မှာစုကလေလွှင့်နေသောသူစိတ်တွေကိုထိန်းချောင်းနေရသည်နှင့်ပင်အချိန်ကုန်ခဲ့ရသည်မဟုတ်လားဖေကစုကိုစေတက္ကသိုလ်တက်စေခြင်းသည်သို့တော်စုအခြေအနေကစေတက္ကသိုလ်နှင့်ဝေးခဲ့ပြီ
ကိုတိုးသည်မနှစ်ကဂုံတူးနှစ်ပါသာပါသည်ကိုတိုးသည်အိမ်မကအပေါင်းအသင်းများနှင့်လျှောက်လည်နေတတ်တော်လဲစာမေးပွဲနည်းရင်တော့အခန်းတကားပိတ်ပြီးစာချက်တတ်သည်ကြီးကြီးမိကဆိုလျင်ကိုတိုးကိုချီကျူးမစော်ယောက်ျားလေးတွေပဲကောင်းတယ်ဟိတောင်ကြကြပြကြကြနေရာတကာလဲလိုက်ပူစရာမလိုဘူးအချိန်တန်တော့လဲသူ့ဟာနဲ့သူဖြစ်သွားတာပဲတနည်းအားဖြင့်တော့ဆုစိတ်တွေလွင့်ပါနေခဲ့သည်ကိုကြီးကြီးမိကရိပ်မိသည်သာကိုဦးကိုဆွဲလဲနေသည့်ဖြစ်တွေကိုသာကြီးကြီးမိသိလျင်တော့မြည်တို့ရှိမမတွေ့ရဲ့ပင်တက္ကသိုလ်ဖွင့်ရက်ကလိုသေးသည်စုတို့မှာ6လလောက်နားနေရအောင်မည်ဒီကြားထဲမှာစုကကိုဦးစီနှစ်သိမ့်စာတွေရေးပို့နေခဲ့သည်မကြခင်မှာလွတ်လွတ်လပ်လပ်တွေ့ခင်ရတော့မှာပဲကိုဦးရဲ့တိတ်တွေ့ခြင်းသည့်အခါများမှာစာအုပ်ဝေခြင်းသည်ဟုအကြောင်းပြပြီးကိုဦးရှိရာစာအုပ်ဆိုင်သို့ကိုအေးမောင်ကိုလိုက်ပို့ခိုင်းရသည်ကိုဦးကဝတ္ထုစာအုပ်ကြားမှညှက်ပြီးထည့်ပေးလိုက်သောစာတွေကိုလူကြည်တိတ်မှတိတ်တကူဖတ်ရသည်ဒီကာလအတွင်းမှာနေမင်းကတမောက်ညနေတိုင်းစုတို့လမ်းထိပ်လာကစုယုံတတ်သည်ညနေတကောင်လဲပြန်သည်မရှိသူ့အတန်ကိုစုကမှတ်မိနေလေတော့သူစုကိုစောင်းမြောင်းမိသချင်းတွေဆိုတာကြာကြာနေရသည်ဒီကြားထဲတနေ့ဖေဖေနဲ့ပြဿနာဖြစ်သည်ဖေကတညကားမောင်းပြီးပြန်လာသည်လမ်းထိပ်ကိုရောက်တော့တယုံယုံဖြစ်နေကြတော့သူတို့လူတိုက်ကိုတွေ့သည်ဖေကိုမြင်တော့သူတို့ကရောက်ကမကြီးဟုအော်ကြသည်တဲ့ဒေါသကြီးသောဖေကကားပေါ်နောက်ပြန်ဆုတ်ခိုင်းသည်သူတို့နေရာမှထပြေးကြသည်ဖေကကားပေါ်မှာဆင်းသည်ဘသူလဲဘသူသားသမီးလဲမေးမြန်းသည်ဒီမှာနေမင်းနဲ့ဖေတွေ့သည်ဒီလမ်းနှင်းကလူငယ်တွေငါ့ကိုမလေးမကန့်လုပ်ရတဲ့သူတယောက်မှမရှိဘူးမင်းတို့ဘယ်ကလမ်းတရဲတွေလဲဟွာကြီးနေမင်းသည်သူကသာဆိုပေမဲ့သူ့ကိုထိလင်ခံသူမဟုတ်ပြီဘေးလူတွေဆွဲထားသည့်ကြားကနေမင်းတိုးထွက်လာသည်ဟုတ်ကဲ့စောကအော်တာကျွန်တော်ပါပဲခမဒီလမ်းကမဟုတ်ပေမဲ့လမ်းတရဲမဟုတ်ပါဘူးအော်မင်းကလမ်းတရဲမဟုတ်ရင်ဘာလဲကွာမင်းဒီလိုလူကြီးကိုနောက်ရပြန်ရအောင်မင်းကဘာကောင်းလဲဒါကျွန်တော်တို့လူငယ်ဘာဝအချင်းချင်းနောက်ပြောင်ကြရင်အတန်ကျဲသွားတာပါမင်းတို့အချင်းချင်းရောက်ခမလို့ခေါ်သလားဘေးလူများကရည်ကြသည်လူငယ်တွေဆိုတော့ရည်စရာကိုလည်းချုပ်တရကောင်းမှန်းမသိခေါ်တာကတော့ဦးကိုခေါ်တာပါပဲဘာကွာအော်ဒီလိုပါဦးကိုမြင်တော့ကျွန်တော်တို့အချင်းချင်းပျော်ရကောင်းစီဆိုပြီးခေါ်ကြည့်တာဖေကသူ့မှာပါလာတော့ဒုက္ခနဲ့ရွယ်တဲ့ပြေကိုအေးမောင်ကဆွဲထားရသည်မင်းနောက်ကိုဒီရက်ွက်တယ်မလားနဲ့ဒီရက်ွက်တယ်မှာမိကောင်းပေါခင်သားသမီးတွေကြီးနေတာမင်းတို့လိုကလေးကချီတွေလာနေတော့ဒီရက်ွက်တဲကကလေးတွေပြက်စီတာညနေတန်းကောင်တချင်းဆိုကြသည်ကိုလည်းဖေကကြားပြီးဒေါသဖြစ်နေခဲ့သည်ဟုတ်ကဲ့ဒီလမ်းထဲမှာနေတဲ့သူတွေကတထေးတွေကိုခမဟေးမင်းဘာမှရှာရှိစရာမလိုဘူးဟုတ်ကဲ့ဦးရဲ့သမီးကိုအိတ်တွင်းပုံကိုင်းထားပြီးမဲ့လေတနေ့ကျရင်တန်ခွန်ကြခနဲ့ထက်ကထွက်ပြေးမှာပဲဖေဒေါသဖြစ်လွန်၍အသားများတစ်ဆက်ဆက်တုံလာသည်ကြော်တို့ကနေမင်းကိုဆွဲပြီးဝေးရသူခေါ်သွားကြရသည်ဖေသုံးမုံဖြင့်အိမ်သို့ပြန်ရောက်လာသည်ချောင်းဝါမှစီးကြိုသောစုကိုလည်းစကားမပြောပေဖေဒေါသကြီးနေသည်ကိုမြင်ရတော့စုကြောက်လန့်တုန်လှုပ်လေသည်မိတို့သောပြဿနာတွေဖြစ်လာခဲ့ပြီးနီစုနှင့်ပတ်သက်နေပြီလားကိုအေးမောင်ကပြောပြတော့အဖြစ်မှန်ကိုသိရသည်ငကိုကမှစုကိုစိတ်မချရသည့်အထက်ပို၍ပင်အနေထိုင်ကြအောင်ဖန်တီးလိုက်သောနေမင်းကိုစုဒေါသဖြစ်မိလေသည်ဒီအချိန်ထိနေမင်းကိုကြောက်စရာလန့်စရာတရဝတဝအနေနဲ့ကလွဲ၍စုရင်ထဲမှာမိသိုးမှမခံစားခဲ့ရတာအမှန်သို့တော်မမျှော်လင့်သောအဖြစ်တွေကဖြစ်ပျက်ခဲ့လေသည်ကျောင်းမှထွက်လာပြီးသည့်နောက်မှာတော့ကိုဦးနှင့်တွေ့ရန်မဖြစ်နိုင်တော့ပြီမြမနွယ်မိမိကတားဆီးချက်အရာစာချင်းလဲဆက်သွယ်၍မရတော့ဖေကလည်းသူမပါဘဲစုကိုဘဲမှမလွတ်ပဲဖေမပါရင်လည်းကြီးမိကပါလာသည်သာစုမှာကိုဦးနှင့်မိတို့ဆက်သွယ်ရမည်ကိုမသိနိုင်တော့ပြီကျောင်းစာကိုအကြောင်းပြပြီးစုလဲစာခိုး၍မလွယ်တော့ရှိပြီးသားကိုဝီစာတွေကိုပင်နှမျောလျက်နှင့်ဖျောက်ဖျက်ပစ်နေရသည်ကြီးမေကိုလည်းကြောက်ရသည်အားရရန်ကိုလည်းကြောက်ရသည်ခဲရခဲစစ်စာလေးတစ်စောင်ရေးပြီးပြန်တော့လေအပြင်မထွက်ရ၍မိတို့ထည့်ရမည်မသိပြန်နောက်တော့ကြီးမေမြင်သွားမှစိုးသည်နှင့်စုပ်ပစ်လိုက်ရလေသည်ຫນွေရက်များသည်ပြင်းစရာကောင်းလာ၏ဖေကတော့စာအုပ်များကိုတော့ကြိုက်သလောက်ဖတ်ခွင့်ပေးထား၍တော်တော့သည်စုဖတ်မိသမျှမှာလည်းကိုဦး၏ဝတ္ထုများသာဖြစ်နေတတ်သည်ကိုဦးဟာစုနာမည်ကိုမဖော်ပဲစုမှန်းသိအောင်ရည်ညွှန်းရေးထားတာတွေဖတ်ရတော့ကိုဦးကိုအလွမ်းပြေရပြန်သည်ပြီးတော့စာထဲမှာကိုဦးကစုကိုသိချစ်တယ်ဆိုတဲ့အကြောင်းလဲပါသည်စုပျော်ရသည်ရင်လဲခုန်ရသည်ကိုဦးဟာစုရဲ့ရင်ကိုစတင်လှုပ်ရှားစေသူပါပဲအားရီမွေးနေ့ကပြည့်စရာကောင်းလေသည်အားရီမိကနောက်တိုင်းတလေးကိုခင့်တွေ့သူဆိုတော့မွေးနေ့ကိုတခန်းတနာလုပ်ပေးသည်သူတို့ခြံသည်စုတို့ခြံထက်လည်းပိုကျဲသည်ပွင့်တူရက်တူပင်တွေအောက်မှာရောင်စုံမီးလုံးလေးတွေထွန်းပြီးတငယ်ချင်းတစုပြောကြသည်အားရီမာမီကိုယ်တိုင်ဖုတ်ပေးသောဗတ်သေးကိတ်ကလည်း
တကယ်စား၍ကောင်းသည်မီကီမမောင်တို့နှင့်အတူအခြားယောက်ျားလေးများလည်းပါလာသည်ပြီးတော့ဖိတ်ကြားမထားသည့်ဧည့်သည်တစ်ယောက်လည်းရောက်လာခဲ့သည်သူ့ကိုမြင်တော့အိုင်ရီရောမြမြနွယ်ပါအံ့အားသင့်စွာကြည့်နေမိကြသည်ကိုလူဆိုသူကတလန်းနဲ့နေကြော်တို့နဲ့အတူရောက်လာခဲ့ခြင်းဖြစ်သည်ဒီတခါတော့သူ့အသွင်ကတသက်ရရက်ဖြစ်၏သူများတကာလိုဘောင်းမရှိဝတ်မထားဘဲပစိုးနှင့်တိုက်ပုံကိုတေးသေးတက်တက်ဝတ်ထားသည်သပင်ကိုလည်းအကျအနဖီးတင်ထားသည်အားလုံးနဲ့မိတ်ဆက်ပေးရအောင်မယ်ဒါတို့တငယ်ချင်းနေမင်းတဲ့စိန်ညွန်းကပဲမင်းသူတို့ကိုသိမှာပါကွာသူကအားရင်သူကပင်မလားမမြနွယ်စင်တီယာမဟုတ်ပါဘူးစုပါသူကကောက်လိုက်တော့အားလုံးကပြုံးလိုက်သည်အားရင်ကအိတ်ချင်းဆိုတော့ရမ်းရကြမိဆို၍ဖော်ရွေဟန်ပြရသည်စုစိတ်ထဲမှာတော့မီကီတို့မမောင်တို့နှင့်ပြဿနာဖြစ်မှာကိုစိုးရိမ်မိလေသည်သို့တော်မကြမီပါပင်ယောက်ျားလေးချင်းချင်းလဲပြေးလဲသွားကြသည်ငယ်ရွယ်သူတို့တဘာဝဖြင့်အာဂနာတွေပြေပြောက်ကပြရှင်ချင်းကိုသာရှောက်ပွေကြလေသည်နေမင်းကတချင်းဆိုကောင်းနေသူ့ကိုတချင်းဆိုခိုင်းကြောကအကြံပေးသည်နာမည်ကနေမင်းဆိုတော့တော်တော်ပူပြင်းပါပဲနော်မြမြနယ်ကပြောတော့သူရည်သည်အဲ့ဒါကျွန်တော်ကိုမကျင်တတ်စရာအကြောင်းရှိလို့ချတာဗျကဲပါလေအားလုံးသိမ်မုန်းချေလိုက်ပါမီကီကဂီတာတီနေမင်းကတချင်းဆိုမွေးနေ့မင်္ဂလာတချင်းခစ်စားနေသော Presley ကလရစ်ချက်ကော်နီဖရန့်စစ်တို့၏တခြင်းများမီကီကလည်းဂီတာအသီးကောင်းသည်နေမင်းကလည်းဆိုကောင်းသည်ပျော်ရွှင်ရွှင်နေတတ်သောအာရီမာမီကသဘောကျကြီးကြ၍နေလေသည်နောက်ထပ်မုတ်တွေလိမ္မော်ရည်တွေတဝကြီးချကြွေသည်မောင်မောင်လည်းတခြင်းဆိုကောင်းတာပဲမောင်မောင်တပုတ်ဆိုကွာကိုတို့လေစာချင်းလည်းတိတ်အဆက်မဆက်သွယ်နိုင်တော့ဘူးဒီတခါတော့သူ့ကိုတွေ့ချင်နေမြရဲ့နောက်ဆိုကိုတွေ့ဖို့မကြိုးစားတော့ပါဘူးတကယ်ပါစုဘက်ကစာရီရေးပို့နေခဲ့သည်ကိုတော့မြမြနွယ်မသိပြီးတော့စုကသူတီကိုဦးကို10တန်းအောင်ပြီးတက္ကသိုလ်ရောက်မှချစ်သူများအဖြစ်ဆက်ဆံပါမည်ဟုကတိပေးထားသည်ယခုတော့တာမန်မိတ်ဆွေတွေပါပဲတဲ့ကိုဦးကလည်းစုကိုခွင့်ရေးယူမည်မဟုတ်ဟုဆိုသည်ဘာပဲပြောပြောငယ်ရွယ်သူအချင်းချင်းမှုရှေရှေဝေးဝေးတော့မေးမနေပေစုကိုကူညီမည်ဟုကတိပေးလိုက်သည်ထိုနေ့ကအစင်မပြေပါမလားဟုစိုးရင်ပူပန်စိတ်ဖြင့်စုစာမေးပွဲပင်ကောင်းစွာမဖြေနိုင်စုစာကောင်းကောင်းမကျက်နိုင်တာလဲကြာခဲ့ပြီမိတို့ဆိုသည်စာမေးပွဲပြီးသွားတော့စုမှာပြောလိုက်ရသည့်ဖြစ်ခြင်းမီကီတို့လူတိုက်ကကယ်တန်ယုံရှေ့မှာစောင့်နေကြသည်မမြနွယ်ကစတင်ရေးဆိုသည်ဒီကားကဒိုးကြည့်ပြီးသားကြီးမြန်မာကားလည်းမကြည့်ရတာကြာပြီမြန်မာကားကြည့်ချင်တယ်ကွာစုကလည်း၍ကျန်တဲ့သူအလုံးကခါခါတီးတီးညင်းဆိုကြသည်ဒီလိုလုပ်လေခုပဲယုံနေဝင်ရတော့မှမင်းတို့ဒီယုံမှကြည့်တို့ဟိုဘက်ယုံမှကြည့်မယ်အဖြစ်အထွက်ကြတော့ဒီနေရာမှာပြန်ဆောင်ကြမယ်အိုးဒီလိုဆိုပဲပြောစရာကောင်းတော့မလဲအားလုံးစုစုဝေးဝေးမှကောင်းပါအားရဲကညင်းဆိုသည်ဟုတ်သားပဲကြံလူများကထောက်ခံသည်ကြည်ပြီးသားကားကြီးတော့နှစ်ခါပြန်မကြည့်ပြရစေနဲ့ရုပ်ရှင်ပြီးရင်အားလုံးစုပြီးထမင်းစားကြမှာပဲအဲ့ဒီတော့မှပြောကြတာပေါ့ရုပ်ရှင်ရုံထဲမှာလည်းစကားပြောလို့ကောင်းတော့မှမဟုတ်တာအားရကလည်းသူ့အကြိုက်မင်းသား Rock Hudson ပါတော့ကားကိုတိတ်ကြည့်ကျင်နေသည်ဆိုတော့အခြားယုံမှကြည့်ဖို့လည်းမစင်စားနိုင်တော့ဒီလိုဆိုလဲပြီးရောဘသူကပဲအရင်ပြီးဒီယုံရှိမှစုံကြမယ်နော်ဟေးပါမြမြနွယ်ကစုလက်ကိုဆွဲကချက်ချင်းလန်းခွဲဖို့ပြင်သည်စုတို့နှစ်ယောက်တည်းဖြစ်ပါမလားကိုလိုက်ခဲ့မယ်မောင်မောင်ကပြောသည်ကောင်းသားပဲအားရင်ကထောက်ခံသည်နေပါစေကွာတို့နှစ်ယောက်တည်းကအရေးမကြီးဘူးမောင်မောင်ပါလာတာတို့နဲ့တည်တဲ့လူကြီးတယောက်ယောက်မြင်သွားရင်နှစ်ယောက်တည်းတွဲကြည့်တယ်ထင်လို့နောက်လာရမှာမဟုတ်တော့ဘူးမြမြနွယ်ကပြောပြောဆူဆူခတ်တုတ်တုတ်ထွက်ခွာလေသည်ရုပ်ရှင်ပြချိန်ပြီးပြီမို့ကြကြလဲဆွေးနွေးမနေနိုင်ကြတော့ရုံရှိမှကိုဦးစောင့်နေတာကိုမြင်ရတော့မှရင်ထဲမှာအေးသွားသည်ကိုဦးကလက်မှတ်3ဆောင်ဝယ်ပြီးသားလူကြီးတယောက်ယောက်မြင်သွားမှဆို၍ကိုဦးကိုနှုတ်ဆက်ပဲအသာလေးဝင်လိုက်သွားသည်အချစ်အတွက်စွန့်စားကမ်းများကိုတော့မြည်သူကမျှမတင်ပဲအလိုလိုတက်သည့်ကျွမ်းကျင်ခဲ့လေပြီရုပ်ရှင်ရုံထဲမှာတမင်ချင်းတွေးကြတာဘာအတွက်လဲဆိုတာစုတည်တည်ကြမသိခဲ့တာအမှန်ပဲစုစိတ်ထဲမှာကိုဦးနဲ့တွေ့ကျင်တာတခုတည်းကိုပဲသိခဲ့သည်ကိုဦးကစုရဲ့လက်ကလေးတစ်ဖက်ကိုမလွတ်တမ်းကင်ထားတော့စုရင်ထဲမှာအနှွေးထွေးနေသည်ကိုဦးဟာစုကိုချစ်မြတ်နိုးတာကလွယ်လို့ဘာအခွင့်အရေးမှမယူပါဘူးဟုလည်းယုံကြည်မြဲယုံကြည်နေသည်ရုပ်ရှင်အပြီးမှာတငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့စားတောက်နေကြသည့်အထိစုရင်တွေခုန်နေစေစုရဲ့ဘဝမှာဖေဖေမပါဘဲရက်တည်၍ရလိမ့်မည်ဟုအမြဲထင်ခဲ့သည်ဖေဖေသည်စုကိုသားများထက်ကြီးဆိုင်မှန်မိမိကိုယ်စားအရေးတကြီးကြီးရှိထားကနေတတ်မှန်းတော်စုတည်သည်ပင်သို့သောစု၏ရင်မှာပြင်ပလောကပတ်ဝန်းကျင်သည်စိုးမိုးစားပြုပြီးဖေဖေရဲ့အရေးအောက်မှာအဆဆအရာရာပြည့်ပြည့်စုံတာအေးချမ်းသာရတာကိုတော့စိုးပွေရမရှိသို့သော
ပုံသေးကားကြနေရသည့်ထက်စိတ်လှုပ်ရှားစရာလေးတွေရုန်းကန်လှုပ်ရှားရတာလေးတွေနဲ့ပြည့်နှက်နေသင့်သည်ဟုထင်သည်ယခုဆိုရင်စုရဲ့ပြင်းစရာညီငွေ့စရာကောင်းလာတဲ့ဘဝမှာကိုဦးဟာမျောလင်းချက်ရောင်ကြီးတစ်ခုဖြစ်ခဲ့ပြီကိုဦးကိုတည်ငြိမ်အေးဆေးသည့်အသွင်ဖြင့်မြင်ရတော့စုပို၍လည်းအားတက်မိသည်ကိုဦးသည်စုဘဝကိုရင်ခုန်ခြင်းနှင့်အတူအချစ်၏အငွေ့အသက်များဖြင့်လည်းလွှမ်းခြုံရစ်တိုင်းထားလိမ့်မည်ဟုစုယုံကြည်သည်ကိုဦးသည်စုကိုပူလောင်ပင်ပန်းအောင်လုံးလိမ့်မည်ဟုတော့ဘယ်တော့မှမတွေးခဲ့မိပေငုပန်းတွေငုံစားပြုသည့်ຫນွေဦးမှာစုတို့စာမေးပွဲဖြေခဲ့ရသည်စာမေးပွဲဖြေရသည့်နောက်ဆုံးရက်သည်စုအတွက်ရင်အခုန်ဆုံးဖြစ်ခဲ့ရ၏ဒီနေ့ကိုဦးနှင့်တွေ့ရမည်ကိုဦးနှင့်စုသည်စာချင်းဆက်သွယ်ကြရသည်သာမကများ၍လူချင်းတွေ့ဖို့မလွယ်ကူခဲ့ကြမြမနွယ်နှင့်အတူဗိုလ်ချုပ်စေးမှတရက်တွေ့ပြီးနောက်တစ်ခါစာအုပ်တိုက်မှတစ်ခါတွေ့သည်စာအုပ်ဝယ်ခြင်းသည်ဟုအကြောင်းပြပြီးကိုအေးမောင်ကိုကားဖြင့်လိုက်ဖို့ခိုင်းရသည်ဆိုတော့ကြာလဲမနေခဲ့ရပြီးတော့စာရေးဆရာတွေပုံနှိပ်တိုက်လုပ်သမားတွေယောက်ျားသားတွေကြီးပြည့်နှက်နေသောနေရာမို့စုမှာမျက်နှာမမော့ရအောင်ရှက်သွေးဖြာမိလေသည်စုကိုစာရေးဆရာတယောက်နောက်ကိုတန်းတန်းဆွဲလိုက်နေတဲ့မိကောင်ပေါက်စာယူပေယူမလေးလို့များထင်လေမလားကိုဦးကတော့ဒီလိုအသားယူတက်လိမ့်မည်ဟုမထင်သို့တော့ကိုဦးကနောက်တစ်ခါတယောက်တည်းလာခဲ့ပါအေးစစ်စကားပြောရမယ့်နေရာရှိပါတယ်ဆိုတော့မျိုးသားဘူးဟုမထင်ရတော့လဲတွားရမှာဝင်လေးမိလေသည်စာမေးပွဲပြီးတဲ့နောက်ဆုံးရက်မှာတငယ်ချင်းတွေစုပြီးရုပ်ရှင်ကြည့်ကြမည်ဟုအိုင်ရစ်ကစီစဉ်သည်တငယ်ချင်းတွေဆိုရမှာယောက်ျားလေးတွေလည်းအပါဝင်ဖြစ်လေသည်မီကီနှင့်မောင်မောင်ပါမီကတော့မလွယ်ပမ်မလာတို့မြမြနွယ်တို့လည်းပါသည်ဖေဖေကိုအိုင်ရစ်ကခွင့်ပန်တော့ဖေဖေကလည်းအထူးအခွင့်အရေးနေဖြင့်ခွင့်ပြုလေသည်စုကတငယ်ချင်းတွေနဲ့ရုပ်ရှင်ကြည့်ရမယ့်ရေးထက်ကိုဦးကိုတွေးခင်သည့်စိတ်ကလွန်ကဲနေသည်ယခုတလောကိုဦး၏စာတွေထဲမှာစကားလုံးတွေပုံမနူးညံ့ပြီးစိတ်လှုပ်ရှားစရာတွေးတောစရာတွေပြည့်နှက်နေတာကိုသတိထားမိလေသည်ရိုးရိုးတန်တန်မိတ်ဆက်စာမှသည်အချစ်၏တင်ကေတတွေဖြင့်အယောင်ပြောင်း၍လာခဲ့ပြီထိုအခါကိုဦးနှင့်တွေ့ကျင်သည့်ဆန္ဒတွေဖြင့်စုရင်ထဲမှလှုပ်ခတ်၍လာသည်အခွင့်အရေးကိုဆောင်စားချောင်းမြောင်းရခြင်းဖြင့်စိတ်မော၍နေသည်ထုံးစံအတိုင်းစုကမြမြနွယ်ကိုပင်အပူကက်ရသည်မြမြနွယ်ကိုအားနာ၍ကိုဦးကိုစာကြဲကြဲရေးခိုင်းခဲ့သည်စုလို့ရောက်နေတာစောစောကလေးကမြင်နေစုပါမန်းတော့မသိလို့အာရိကစုလက်ကိုဆွဲကစုံနေနေသည်စုလက်ပြားတွေအေးနေသည်အာရိကစုကိုဒီနေရာမှာကြမနေစေခြင်းပြီကိုတို့ကပါစကင်းကစားမလို့စုကိုလာခေါ်တာဒီကလည်းအာရိတို့နဲ့လာကစားနိုင်ပါတယ်နော်ဒီပါစီဗျာကျေးဇူးတင်ပါတယ်စုကိုဘယ်မှာတွေ့နိုင်မလဲရင်စာရေးတို့ကောရမလားအာရိကနှကမ်းမဲ့လေပြီကိုဦးကလည်းစုထွက်ခွာသွားတော့မီကိုတည်၍မလွတ်တမ်းမေးလိုက်သည်အိမ်ကိုပဲစာရေးပါကိုဦးစုသွားမယ်နော်ကိုဦးကောင်းငိတ်ပြသည်ကိုပင်တည်တည်ချာချာမမြင်လိုက်ရအမလေးနော်မရွှေစုဝေဒနာပြအောင်ကုစားဖို့ခေါ်လာပါတယ်ဘလို့လုပ်ပြီးပြဿနာထပ်တိုးစရာကြုံနေရလဲမသိဘူးအာရိကစုကိုဆွဲခေါ်ရင်မကြေမနက်ရေရွတ်သည်ကိုဦးကစုရဲ့ရိုးရိုးမိတ်ဆွေပြအာရိရဲ့အမလေးနော်တော်ပါပြီစုကတော့သူတို့ကစားဝိုင်းမှာစိတ်မပါပဲပါဝင်နေရလေသည်စုရဲ့စာတွေကိုကြီးကြီးမေကဖောက်မဖက်တော့စုဟာအရွယ်ရောက်တဲ့မိန်းကလေးတယောက်မို့ဒီညတော့လွတ်လပ်ခွင့်ပေးသင့်ပြီဟုစုကအရေးဆိုခဲ့သည်ပြီးတော့စုကကြပြရေးစီကိုပေကမတားတော့စုကတော့ကြပြတွေရောကိုဦးစီကိုပါစာရီရေးပို့နေခဲ့မိသည်ကိုဦးကိုတော့စာကြဲကြဲရေးစီသည်စုယုံကြည်ခဲ့တယ်လို့ပင်ကိုဦးကစုကိုညီမလေးတယောက်လိုအမြဲချစ်နေပါတယ်တဲ့စုဘဝဟာကိုဦးနဲ့မထိုက်တန်လို့စုကိုချစ်လျက်နဲ့မနှိမ့်ရဘူးတဲ့ကိုဦးကသူ့လိုဘဝကိုရုန်းကန်လှုပ်ရှားနိုင်မယ်ထင်တဲ့သူတယောက်ကိုပဲရွေးချယ်လိုက်တယ်တဲ့ကဲကိုဦးကစုကိုဘယ်လောက်ချစ်လဲအနစ်နာခံနေဆိုတာယောက်ျားကောင်းတို့ရဲ့လက္ခဏာပဲမဟုတ်လားတဖြည်းဖြည်းနဲ့ကိုဦးစာတွေမှာရင်ခုန်စရာတွေပါလာပြန်သည်အင်းရရည်ပြန်သည်ငြိမ်သက်နေ၏စုတို့ဒီတက္ကသိုလ်ကျောင်းသူများမဟုတ်သေးပေအင်းရနှင့်အကျွမ်းမဝင်သေးပေအင်းရ၏အလှကိုငေးမောယုံသာရှိသည်ကိုဦးသာလွတ်လွတ်လပ်လပ်ရှိမြဲဆိုရင်တော့စုအနောင်ဖွဲမှခင်းလို့သည့်ကာလတွင်နှစ်ယောက်တူတူတဘာဝအလှကိုစောက်ဖွဲနိုင်ပေလိမ့်မည်စကလုံးနုနုလှလှကလေးတွေကိုကိုဦးနှုံမှကိုယ်တိုင်ရွေးပြသည်ကိုကြားဘူးချင်လာသည်ကိုဦးနှင့်စုသည်ချစ်သူများဖြစ်လဲတိတိလင်းလင်းမဖြစ်ခဲ့ကြသည်၍ကိုဦးကိုသစ္စာပေါက်တယောက်အဖြစ်မဆွဆွဲလို့ကိုဦးကိုထင်ချင်းမိသည့်စိတ်ကိုချိုးနှိမ်၍မရတခါတလေမျက်နှာချင်းဆိုင်တွေ့ကျင်ပါရဲ့ကိုဦးကန်ဆက်ကိုမိတွေ့လျက်ရေပြင်ကိုကြောခိုင်းထားသောကန်းကော်ပင်ကြီးအောက်မှလူ၃ယောက်ထိုင်နေသည်ကိုတွေ့ရသည်
တယောက်သောသူကကိုကိုဦးနှင့်တူလိုက်တာမြင်မြင်ကြရာကိုများဆွဲလန်းမိလေသလားဟုကိုယ်စိတ်ကိုဆုံးမနေခိုင်ထိုလူကစုကိုလှမ်းကြည့်ပြီးသူ့အဖော်များကိုတီတိုပြောသည်စုကနေရာမှခွာဖို့သင့်ပြီဟုထင်မှတ်စေသူကစုရှိရာသို့ရှောက်လာနေသည်ကိုတွေ့ရတော့သည်စုအိုးကိုကိုဦးမှကိုကိုဦးအစစ်ခရီးဆိုတာစားထဲမှာပဲခေါ်လို့ကောင်းပြီးစုဆိုတဲ့နာမည်လေးကသာချစ်စရာကောင်းသည်ဟုပြောခဲ့သောကိုကိုဦးတကယ်တမ်းတွေ့ကြပြီဆိုတော့စုရင်ဆိုင်ရမှဝင်လင်းနေပြီသည်ထိုအချိန်မှာအရစ်တယောက်စုနာကိုအပြေးလွှားရောက်လာသည်ကိုကိုဦးကစုနှင့်မျက်နှာချင်းဆိုင်ရက်မိယုံပဲရှိသေးသည်သုံးယောက်ဆိုင်ပြီးခက်ငန်ဖြစ်နေကြသည်တိတ်အံ့ဩဖို့ကောင်းတာပဲကိုကိုဦးရဲ့စုကကိုကိုဦးအကြောင်းကိုတွေးနေမိတယ်အချိန်ရောက်သိမရှိတော့စုကသူ့ရင်ထဲရှိတာကိုမကွယ်မဟုတ်ပြောချလိုက်သည်အော်စုရဲ့အော်ကိုကိုဦးဆိုတာလားကိုကိုဦးနဲ့အားတဲ့အတန်ကပြိုင်တူထွက်လာသည်အံ့ဩစရာကောင်းရအောင်တိုက်ဆိုင်တာမှမဟုတ်ပဲစုရဲ့စုကကိုကိုဦးเจ้าကိုအမြဲတွေးနေတာဆိုတော့တစ်ချိန်မဟုတ်တစ်ချိန်မှာတော့တိုက်ဆိုင်မှာပဲပေါ့မဟုတ်ဘူးလားစာရေးဆရာကြီးရဲ့အားရနည်းနည်းရိုင်းသည်ဟုစုထင်သည်အားရပြောတန်ကရန်တွေ့တန်လည်းပါသည်သူကစုတငယ်ချင်းမှာအားရတဲ့ကိုကိုဦးကခေါင်းညှိပြသည်ကိုမသိပါဘူးအားရရဲ့ဖေဖေကသူနဲ့ဆက်သွယ်တာမကြိုက်ဘူးဆိုလို့အဆက်ဖြတ်လိုက်ရတယ်စုအတန်ထရင်ပြောလိုက်ရတော့လဲငိုချင်လာသည်အေးကွလူကြီးတွေကဒီလိုပဲဘာမဟုတ်တာလေးလဲချုပ်ချယ်ချင်းချုပ်ချယ်တာကိုဖာသားကြီးလည်းဒီလိုပဲမမီကတော့ကိုဘာလုံးလို့ခွင့်ပြုတယ်ဒါပေမဲ့စတော်အောင်တော့ကြိုးစားခိုင်းတယ်စုအားရကိုအားကြမိ၏အားရသည်ဘာမဆိုလက်တွေ့ဆန်ဆန်တွေးတော့တတ်သူဖြစ်သည်စုကတော့အရာရာမှအလေးနက်ထားတွေးပြီးခံစားတတ်ခဲ့သည်ခုတော့စုရဲ့ခံစားချက်တွေကစုကိုဒုက္ခပေးလေပြီအားရကဆက်ပြောနေသေးသည်သူကစာရေးဆရာဆိုတော့အသက်တော်တော်ကြီးရောပေါ့နော်ယူကကိုနဲ့တော့မိတ်ဆက်မပေးဘူးဟေးအိုးယူငိုနေတယ်လားအားရကစုကိုနားမဲ့စွာကြည့်သည်အမှန်ပင်စုငိုနေလေပြီမျက်နာကိုလက်ဝါးနဲ့အုပ်ကငိုနေသည် sorry ကွာယူကသူ့ကိုချစ်နေလို့လားယင်အားရကအလိုက်မသိစွာမေးသည်စုကတော့ငိုရှိုက်ဆဲရက်ဆက်လိုက်တာကိုကိုဦးရဲ့စုနဲ့အဆက်အသွယ်ပြတ်သွားတဲ့ခိုက်တန်လေးမှာပဲစုဆိုတဲ့ကောင်မလေးကိုမေ့သွားတော့တာပင်လားစုကိုဘာလို့မဆောင်တာလဲကိုကိုဦးရဲ့အားရကဘာမှမမေးတော့ပဲစုငိုနေသည်ကိုသာတနာကိူနာတတ်စွာငေးကြည့်နေသည်ဖျားသခင်သည်ပူဆွေးငိုရှိုက်ဖို့အတွက်အချစ်ကိုဖန်တီးခဲ့လေသလားအားရကတွေးနေသည်ကိုကိုဦးအတွက်စုရင်ထဲမှာဝမ်းနဲ့ပူဆွေးရတာတွေနှမျောတတရတာတွေကိုမေးပြောင်းရင်ကြိုးစားတော်လဲမရဆုံးရှုံးသွားရသည့်အတွက်ပင်ကိုကိုဦးသည်စုအတွက်တန်ဖိုးပုံမြင့်မာနေတော်သည်ကိုကိုဦးကစု့ပေါ်ကလေးငယ်တယောက်လိုအလိုလိုက်ပြီးယူးယူးရရကျင်ကျင်နာနာထွေးပိုက်မဲ့သူတယောက်ပဲဟုယုံကြည်သည်ကိုကိုဦးလက်ထက်သွားခြင်းသည်စုအတွက်မဖြစ်နိုင်သောပုံမြင်တစ်ပုဒ်လိုဖြစ်နေသည်ကိုကိုဦးသည်မလွဲတာမရှောင်သာသောအကြောင်းများကြောင့်တခြားမိန်းကလေးတယောက်ကိုလက်ထက်လိုက်ရခြင်းသည်သာဖြစ်ကြောင်းကိုကိုဦးကဖြစ်ရှင်းလာလိမ့်မည်ဟုမျှော်လင့်သည်ကိုကိုဦးပေါ်ချစ်မိခြင်းနှင့်ယုံကြည်ခြင်းသည်စုကိုနှိပ်စက်လျက်ရှိသည်စုတယောက်ငြိမ်သက်စွာဖြင့်အိမ်ထဲမှစာရီဖတ်ကြပြားတွေရေးနေသည်ကိုဖေဖေကမတိမတာအကဲခတ်နေသည်ကိုကိုလက်ထက်သည့်တဲ့င်းကိုဖေဖေလည်းသိပြီးပြီဆိုတော့စုပါကြောင့်ညင်သက်နေသည်ကိုဖေဖေကတွေးစားကြည့်ုံနှင့်သိလေသည်တမီလာရှိုးကတမီကိုကြီးစီကဆလာတယ်။ကျောင်းမဖွင့်ခင်လာလေကြပါလားတဲ့။တမီနဲ့ကိုတိုးတို့ရောက်ဖို့အောင်သွားကြပါလားတမီရဲ့။တမီဘယ်မှမသွားချင်ဘူးဖေဖေ။စုကပြောတော့ဖေဖေသည်စုကိုကျင်နာသောမျက်လုံးများနှင့်ကြည့်သည်။တမီလောကမှာလူတွေကလှုပ်ရှားတစ်ခုတည်းရှိတာမဟုတ်ဘူး။ဘာမဆိုတိတ်ပြီးဆွဲလန်းထားစေခြင်းဘူး။တမီဘာဘူးမှမဆွဲလန်းပါဘူးဖေဖေ။တမီကဖေဖေကိုစိတ်ဆိုးနေသလား။အိုးမဟုတ်ပါဘူးဖေဖေရဲ့။ဖေဖေသည်စု၏စိတ်ကိုတည်လွန်သည်စုသည်ဖေဖေကိုချစ်လဲချစ်သည်လောကတွင်ဖေဖေသည်စု၏အားထားရာဖြစ်သလိုစုဘဝ၏ပဲထိန်ကြီးလည်းဖြစ်သည်သို့သောစုရင်ထဲမှချစ်မြတ်တာကိုဆာလောင်မွတ်သိပ်ခြင်းဖြင့်လှုပ်ရှားနေသည်ကိုမတားဆီးနိုင်ခဲ့ပေဒီတော့တွင်မှမမျှော်လင့်ပဲကိုကိုဦးနှင့်တွေ့ခဲ့ရသည်စုအားရင်းတို့ခေါ်ရာကိုပါလာသည့်နေ့ငိမ့်သက်တူမနေတတ်သောအားရကတက္ကသိုလ်ဖွင့်လျင်တငယ်ချင်းတွေတကွဲတပြားဖြစ်တော့မည်ဆိုကစုပေါင်းဆောင်စည်းရမယ်ပွဲတစ်ခုကိုစီစဉ်သည်အားလုံးစုပြီးအင်းရောက်ကိုပစ်ကနစ်ထွက်ကြမယ်စုတော့မလိုက်ချင်ဘူးအားရကစုကိုကြည့်ပြီးခေါင်းကိုခါရမ်းသည်ယူပါပြစ်နေတယ်လေစုဆံမေးပွဲလဲကောင်းကောင်းမဖြေနိုင်ဘူးမဟုတ်လားယူဟိုလူကြီးကြောင့်အသေးကွဲနေတာလားယင်အိုးမဟုတ်ပါဘူးကွာဒါဆိုရင်လဲစုရဘာကြောင့်ဒီလောက်တောင်စိတ်ထဲကျနေရတာလဲတို့တွေအသက်ငယ်ငယ်လေးတွေရှိပါသေးတယ်စုရဲ့လောကမှာပြောစရာတွေမကုန်သေးပါဘူးအားရပြောပုံကအပြည့်တမဆန်လာသည်ဟုတ်တယ်အားရစုမင်းလောက်လောကအကြောင်းမသိဘူးကွယ်ဟာယူပြောတာနဲ့ကိုတောင်ဖွင့်မြင့်သွားပြီကိုကလောကအကြောင်းသိတာမဟုတ်ဘူးကွကိုမြင်တာကိုပဲကိုခံစားတယ်မမြင်ရတာတွေးပြီးမခံစားဘူးလေ
ယူရိုနဲ့မတူဘူးယူကတော့မမြင်ဘူးတဲ့ဗီရာဘန်းကိုတော့ကြပြဆက်တဲ့သူကိုဆို့ဝေးပန်နေတာလားအားရရဲ့ဟိုးဝေးပန်နေဆိုတာဘာလဲကိုကောက်ကောက်နားမလဲဘူးကိုကယူကိုပြပြရွှင်ရွှင်နေစေချင်တာပဲသိပါတယ်ကွယ်ယုံပါအားရစိတ်ရင်ကိုနားလဲတဲ့ဖြစ်ဘာမှမပြောတော့ဘူးသူစီစဉ်သောပွဲကိုလည်းလိုက်ပါဖို့သဘောတူလိုက်ရသည်ဖေဖေကလည်းစုကိုတက်တက်ကြကြနေစေခြင်းသည်ဆိုတော့ရခင်ကလောက်ချုပ်ချယ်မထားတော့ဘူးသို့တော်စုသည်သူ့စိတ်ကိုသူမနိုင်သောစုသားဖြစ်ချ၏ပစ်ကနစ်မှာတငယ်ချင်းတွေဆော့ဆော့လင်းလင်းဖြင့်အခြားတငယ်ချင်းများလည်းတိုးလာသည်နေမင်းတယောက်တော့ပါမလာပြီနေမင်းကိုသူတို့တမင်ပထားခြင်းဖြစ်သည်အထူးသဖြင့်မောင်မောင်နှင့်မမြနွယ်ကပယ်မဲပေးခဲ့သည်မောင်မောင်နှင့်မမြနွယ်ပြည်လည်နေတာမြင်ရသည်စုကတော့မမြနွယ်ကိုလည်းရှောင်နေသည်မောင်မောင်ကိုလည်းရှောင်နေသည်အားလုံးကိုပဲစုရှောင်နေခြင်းသည်ထို့ကြောင့်ဝိုင်းပြင်ကိုစုမတိမတာထွက်ခဲ့သည်ဝေဒနာကိုစုတယောက်တည်းကြိတ်မိတ်ခံစားနေရသည်ကိုဦးနှင့်တွေ့ကျင်သည့်ဆန္ဒတွေစုဝေးနေတော့လဲတွေ့ဖို့နီလန်းရှာမရဖေဖေကသွားလို့ရကိုကိုယ်တိုင်လိုက်ဖို့ပြီးသည်ဖေဖေမှာဒီသမီးတယောက်တည်းကိုသာစောက်ရှောက်ဖို့အလုပ်ရှိသလားဟုပင်ထင်ရတော့သည်အိမ်လုံးတွေကြားမှာစိတ်ကိုနစ်မြုပ်ထားတော့လဲရင်ထဲကဝေဒနာကစိုးမိုးနေသည်စုရဲ့အိမ်မက်တွေထဲမှာကိုဦး၏အမိကိုတတတတန်းတနေစေမမျော်လင့်သောသတင်းတစ်ပုဒ်ကိုကြားလိုက်ရသည်ဟေးယူမိတ်ဆက်စာရေးတယ်ဆိုတဲ့စာရေးဆရာကိုဦးလေးလက်ထပ်သွားတာသတင်းစာထဲမှာတွေ့လိုက်လားပုံနှရိပ်ပင်တန်းဘေးမှာထိုင်ပြီးစကားပြောနေကြတဲ့အာရီကရုတ်တရက်တတိယဟန်ပြေပြောလိုက်တော့စုရင်ထဲမှာဒိန်းကနေမြည်ရီသွားသည်ဟင်ကိုဦးလက်ထပ်သွားပြီဟုတ်လားအေးလေကွာယူစီဖိတ်စာလေးပါလေးတော့မပို့ဘူးလားယူနေသိခင်နေဆိုအာရီကတော့သဘောရိုးနဲ့ပြောချင်းသာဖြစ်သည်မှာယုံမားစရာမရှိအာရီလိုလူတယောက်ဖို့လူတယောက်ကိုရိုးရိုးတန်းတန်းခင်မင်၍စာရေးသည်ဆိုတာထူးဆန်းမဟုတ်ပေစုရင်ထဲမှာတော့အားရမေးလိုက်သည့်စကားလုံးသည်လောကကြီးတစ်ခုလုံးကဝိုင်းဝန်းလောင်ပြောင်လိုက်လေသည်ဟုလားဝိုင်းဝန်းလောင်ပြောင်လိုက်လေသည်လားဟုပင်ထင်မိတော့သည်သမီးစုဖေဖေခေါ်တန်သည်ခါတိုင်းထက်ထူးခြားနေသည်ရှင်စုအတန်ကလည်းပုံမှန်မဖြစ်တော့အပြစ်ရှိသူလိုအလိုလိုနေရင်လန့်နေသည်သမီးမိမိမရှိကြတဲ့ကိုကဖေဖေဟာသမီးကိုဖခင်တယောက်အနေနဲ့ရောမိခင်တယောက်အနေနဲ့ပါဆက်ဆက်ရရရက်တည်ခဲ့တာသမီးအသိပဲကွယ်ဟုတ်ကဲ့ဖေဖေကပလက်ကလန်ထိုင်မှာဆေးဘောလိပ်ဖွာရင်ထိုင်နေသည်စုကတော့ဖေဖေရှိကကျင်းကလထိုင်လေးမှာကျုံကျုံယုံယုံလေးထိုင်နေမိသည်ဖေဖေဘာပြောတော့မည်လဲဆိုတာရဲတိတ်တိတ်နဲ့စောင့်နေရသည်ကိုဦးစီယာစာတွေကိုကြီးကြီးမေများတွေ့သွားလိမ့်ပြီလားကြီးကြီးမေကနီးနီးကက်ကက်စောက်ရှောက်တည်မှန်တော့လေတကယ်တမ်းဆုံးမစရာရှိလာပြီဆိုရင်ဖေဖေကိုယ်တိုင်ပြောဆိုတတ်သည်တချို့ကိစ္စတွေမှာသမီးရဲ့ကြီးကြီးမေကအပြိုကြီးပြီးတင်းကျပ်လွန်းတယ်ခင်းနောက်ကြတယ်ထင်လို့ तू မကြိုက်တာပဲမေဖေဖေကခွင့်ပြုခဲ့တာမျိုးတွေရှိတယ်ခုချိန်ဒီဖေဖေဘာကိုဆိုလိုသည်ဆိုတာစုမသိသေးယောက်ျားလေးတငယ်ချင်းတွေနဲ့ရုပ်ရှင်ကြည့်တာကိုဆိုချင်သလားအားရင်းနဲ့မွေးနေ့ပွဲသွားတာကိုပြောချင်တာလားဒါမှမဟုတ်နေမင်းနဲ့ပြဿနာဖြစ်ရသည်ကိုများပြောလို့လေသလားမသိဥမာဆိုရင်သမီးရဲ့စုကစိတ်မောစွာဖြင့်ဖေဖေမျက်နှာကိုမောကြည့်လိုက်မိသည်သမီးစာဖတ်တာကိုဖေဖေကမတားဘူးကြီးကြီးမေကမင်းကလေးကျောင်းနေတော့ဝတ္ထုဖတ်တာမကြိုက်ဘူးဒါပေမဲ့ဖေဖေကခွင့်ပြုတယ်စုဖေဖေမျက်နှာကိုမကြည့်ရတော့မျက်လွှာချမိသည်ရင်တွေလည်းတတိတ်တိတ်ခုန်လာသည်စာဆိုတာဖတ်ရမှာပေါ့သမီးစာဖတ်တာကောင်းပါတယ်ကောင်းတဲ့အလုပ်ပဲဖေဖေရက်နာပြန်သည်ပဝင်းကျင်သည်တိတ်ဆိတ်လို့ပဝင်းကျင်သည်တိတ်ဆိတ်လွန်လာသည်ဖေဖေအပါမှာပြည့်ထွက်သွားခြင်းစိတ်တွေပေါ်လာသည်ဖေဖေကဆက်ပြောသည်ဒါပေမဲ့သမီးဖေဖေကကိုရှေ့သို့ကိုင်းလိုက်သည်စာဖတ်တာစိတ်ကူးရင်ဘူးမဟုတ်ဘူးသမီးဇလန်းထဲကကောင်မလေးနဲ့ကောင်လေးချက်တာကြိုက်တာကိုအားကြဖို့မဟုတ်ဘူးလူဘဝအကြောင်းလူလောကအကြောင်းသိရအောင်ဖတ်တာတခြားပညာဘူးတုဒ္ဒရအောင်ဖတ်ရတာဖေဖေအတန်ကတိုးတိုးနှင့်ထိရောက်လာသည်ဆုလက်ဖျားတွေပင်အေးလာသည်ခုတော့သမီးရဲ့ကြီးကြီးမေရဲ့အယူဆကတော့မှန်တယ်လို့ဖြစ်နေပြီသမီးတို့ကဝိထုတွေကအချစ်ဇလန်းတွေကိုဆွဲလန်းနေကြတယ်စကလုံးလှလှကလေးတွေကိုကြိုက်တယ်ပြီးတော့စကလုံးလှလှလေးတွေရေးတဲ့စာရေးဆရာကိုစိတ်ကူးယဉ်ကြည်တယ်စုနားလဲပါပြီဖေဖေဘာကိုဆိုလိုသည်ကိုစုသိပြီကိုဦးအကြောင်းကိုဖေဖေသိသွားခဲ့ပြီပညာရှိဆန်လာတော့ဖေဖေစကားတွေကိုပြေလည်အောင်ပြန်လည်ဖြည့်ရှင်းနိုင်ဖို့စုမှာစကလုံးတွေရှာကြည့်မိသည်လူတစ်ယောက်အကြောင်းကိုတေးသေးချာချာကာကနနမသိပဲဘာဖြစ်လို့ရဲယုံကြည်မလဲသမီးရဲ့ဒီသတင်းကဘယ်ကနေပေါက်ကြားသွားခဲ့သည်လဲအာရစ်စီကလားအာရစ်ကစု့ပေါ်ဒီမြရက်ဆက်မိတော့မဟုတ်ပြီ
ကိုကိုဦးစာတွေကိုတွေ့သားတာပဲဖြစ်နိုင်သည်ကိုကိုဦးနောက်ဆုံးရေးသောစာကိုမဖြောက်ဖြက်ရသည်ဒီစာထဲမှာကိုကိုဦးကစုကိုတွေးကျင်ကြောင်းတတတာရေးထားသည်အိုးဒုက္ခပါပဲဘာပဲဖြစ်ဖြစ်ဖေဖေကိုဖြည့်ရှင်းဖို့အာယူရလေသည်သမီးဘသူကိုမှလွတ်လပ်ကူမယုံကြည်ပါဘူးဖေဖေသမီးဘာမှလည်းမလုပ်ပါဘူးစုပါပြောရမည်မသိဖခင်တယောက်နဲ့ဒီလိုကိစ္စမျိုးကိုပြောကြရသည့်အတွက်ရှက်လဲရှက်မိသည်ကြောက်လဲအလွန်ကြောက်သည်မိခင်တယောက်သာဆိုရင်တော့ပွပွလင်းလင်းပြောပြီးအရိုက်ခံလိုက်ခြင်းသည်သမီးလူတယောက်ကိုလွယ်လွယ်နဲ့မယုံတတ်ဘူးဆိုရင်အဲ့ဒီလူကိုဘာဖြစ်လို့ခဏသွားတွေ့စရာလိုသလဲသမီးခုတော့သမီးကမင်းကလေးတမင်းနဲ့ဖေဖေကသမီးကိုအင်ထရီသိက္ခာရှိတဲ့မင်းကလေးတယောက်လို့ဂုဏ်ယူထားတာခုတော့သမီးလောက်ပုံကဖះကိုကိုဦးရှိရာစာအုပ်တိုက်တို့သွားနေခဲ့တာဖေဖေသိသွားပါပြီကောကိုရေးမောင်ကဖေဖေတပည့်ရင်ပဲမဟုတ်လားဟိုသမီးရိုးသွားတာပါဖေဖေစာအုပ်သွားဝယ်တာပါကာကွယ်ယူနေခြင်းဖြင့်ပုံရှိုးတာကိုသိစေခဲ့လေပြီအေးလေသမီးချင်းတွေကိုသမီးသိဆုံးနေမှာပေါ့ဘာပဲပြောသမီးဟာမိခင်အထိန်ကွမဲ့တဲ့မင်းကလေးတယောက်မှုဖြစ်ကြတဲ့ဆန်ဖြစ်သွားတယ်ဆိုတာမျိုးတော့ဖြစ်မခံနိုင်ဘူးသမီးရဲ့သမီးကတက်ငယ်ငယ်ကလေးရှိသေးတယ်ပညာလည်းမပြည့်စုံသေးဘူးဘာဖြစ်လို့အတိတ်ပဲမရှိတာတွေကိုလုံနေမလဲမသိအချိန်တန်ရွယ်ရောက်ပြီးပညာပြည့်စုံတော့တစ်တော်ရကိုဘယ်မိဘကတားမလဲသမီးရဲ့စုဖေဖေရှိမှရှက်ကြောက်စွာငိုကြွေးမိသည်သမီးနောက်မလို့တော့ပါဘူးဖေဖေ